ဗမာပေါ့ဗမာတွေကလေတိုင်းသားတွေမြင်ရင်တွေ့ရင်သူတို့နဲ့ပေါင်းသင်းဆက်ဆံရရင်သူတို့နဲ့စကားပြောရရင်ဒီဗမာတွေအတိုင်းသားတွေကိုချစ်တယ်တော့တကယ်တော့ပြည်သူတွေကလေသိလားတာမန်ပြည်သူတွေကချစ်တယ်ကျွန်တော်ကြုံဘူးတယ်ဗမာတွေအတိုင်းသားတွေကိုလေမုန်းတယ်ဆိုတဲ့စကားကိုပြောတဲ့ဟာတော်တော်ရှက်ရှက်ပါပါသိမရှိသလောက်ပဲเนาะမကြုံဘူးသလောက်ပဲဘာတမျိုးလဲစကားဝဲတာလေးအေးတမျိုးပဲတော့ကျမ်းပါအောင်ဆိုတစ်ခါခါကျရည်တယ်သူတို့ကနော်သူတို့တွေရည်ပြဖြစ်နေတိုင်းသားတွေဝဲတဲ့စကားနောက်မပြောတတ်တဲ့ဟာတွေပေါ့အဲ့ဒါလေးတွေကချစ်စရာလေးတွေဟာပါရည်စရာလေးလို့ချစ်စရာလေးတွေဖြစ်နေတော့တကယ်တော့ချစ်ကြတယ်ဒါပေမဲ့ဘာကြောင့်ဒီတိုင်းသားမျိုးနွယ်စုတွေကဗမာကိုဘုံလဲဆိုရင်အဲ့ဒါလေဒီအကြမ်းဖက်စစ်အာဏာရှင်စစ်တပ်ထဲမှာလွှမ်းမိုးကြီးစိုးတဲ့သူတွေကဗမာတွေကြီးပဲဖြစ်နေတယ်အဲ့တော့နေတွေကိုရောက်ရင်အခုဖက်စစ်ရဲ့နော်ဒါစစ်တပ်ရဲ့ထုံတန်းဆင်လာပဲရွာထဲဝင်လာရင်ကြက်ဆွဲဟာဝက်ဆွဲဟာပြစ်တာဟာချက်စားဟာပြန်တော့သွားရင်ဒီသူတို့ရိတ်ခါတွေကိုနောက်ပြီးတော့ဒီ equipment တွေကိုထမ်းခိုင်းဖို့အတွက်လူတွေကိုပေါ်တာဆွဲဟာသူများသားမျိုးသမီးမျိုးဖြက်စီးဟာဒါမျိုးတွေအများကြီးလေအဲ့ဒါကြောင့်နားလေလေလူမျိုးကြီးဝါဒနဲ့နော်အုတ်ချုပ်ခဲ့တဲ့အမောင်ခေဒီနေ့ထိလည်းဒီတိုင်းပါပဲအဲ့တော့ဒီတော်လှန်ရေးမှာလူမျိုးကြီးဝါဒနဲ့နေရာယူလာမယ်လူမျိုးကြီးဝါဒနဲ့လွှမ်းမိုးမှုလောက်လာမယ်ဆိုရင်တော့တော်လှန်ရေးကအဆင်ပြေဘူးနော်အထူးကျွန်တော် highlight ပြီး reaction လုပ်ချင်တာကြတော့ဒီရှေ့ပိုင်းမှာပြောခဲ့တဲ့ကျွန်တော်တို့ဒီဗမာတွေကတိုင်းရင်းသားတွေချစ်တယ်ဆိုတာလေအဲ့ဒါကကိုကိုတိုင်းနဲ့ဗမာဆိုတော့ဗမာစစ်စစ်ရေမြောတဲ့သူဆိုတော့အဲ့ဒါလေးကိုကျွန်တော်ထောက်ခံပြီးထပ်ဖြည့်ပြီးအပြည့်အဝကျွန်တော်reaction လုပ်ပြဖြစ်ပါအဲ့တော့ကျွန်တော်တို့ဟုတ်တယ်ဒါဒီတိုင်းရင်းသားဆိုရင်ကျွန်တော်တို့ကဘာသဘောလဲမသိဘူးကျွန်တော်တို့ဒါချစ်တယ်အဲ့တော့ဒါမျိုးလဲတိုင်းရင်းသားတွေဘက်ကကြတော့ကျွန်တော်တို့မြင်ဆိုရင်တော်တော်လေးကြောက်တဲ့ရုံးတဲ့အနေအထားမျိုးရှိရဲလက်မခံခြင်းတဲ့အနေအထားမျိုးကြီးကျွန်တော်တို့ကိုယ်တိုင်နဲ့ကြုံတွေ့ခဲ့ရတယ်ဘယ်လိုဟာသားမျိုးလဲဆိုတော့တူတူသွားခီးသွားတယ်ဆိုရင်သူတို့ကကိုဗမာဆိုပြီးတော့ကြောက်ပြီးတော့မပြောရဲမဆိုရဲသူတို့အဲ့လိုကိုမပြောရဲမဆိုရဲတာကြည့်ပြီးကျွန်တော်လည်းသူတို့ပြန်သွားပြီးတော့မပြောကိုဗမာဖြစ်နေရောမပြောရဲမဆိုရဲသူတို့ကိုကြောက်နေရဆိုကိုလည်းသူတို့ကိုကြောက်နေရပါဆိုပြီးသူတို့သွားပြီးမပြောရဲမဆိုရဲပဲသူတို့ကိုသူတို့ကြောက်တာတန်တရားလေးအဲ့လိုနေရှိရတယ်ဗမာဆိုရင်မရဘူးကျွန်တော်တိုင်းရင်းသားဒေသတွေကအထူး highlight ပြီးတော့ဒီစောင့်ကြည့်တာကျွန်တော်တို့မုံတီးရနေရွှန်ရှာတာမျိုးကြီးလဲကိုကိုတိုင်းလဲကြုံတွေ့ရတယ်တွေ့ရှိရတယ်ပေါ့လေတကယ်ကြတော့မဟုတ်ဘူးကျွန်တော်တို့ဗမာတွေကတိုင်းရင်းသားဆိုရင်တကယ်ချစ်ပါဒါတစ်ခုကကျွန်တော်တို့တိုင်းရင်းသားတွေမဟုတ်ပါဘူးเนาะအဲ့တော့လူဆိုရင်ကျွန်တော်တို့ကဖော်ဖော်ရည်နဲ့ကျွန်တော်တို့ဘယ်သူမှဆိုချစ်ကြရတဲ့မှာပါပါတယ်ဆိုတော့အဲ့တော့ကျွန်တော်ဆိုအရင်တော့ဆိုရင်ကျွန်တော်ဒီရှမ်းပြည်နယ်ကိုသွားတော့ဆိုရင်အဲ့လိုကျွန်တော်တို့ကတိုင်းရင်းသားဆိုရင်ချစ်တာဆိုတော့ဒီလိုမျိုးပြဿနာတွေလည်းမသိဆိုတော့ကလေးဆိုတော့မသိဆိုတော့စကားဝဲလေးနဲ့ပြောတာဆိုရှမ်းအန်ဒီဆိုတော့ထမင်းဆိုင်ဆိုတော့အန်ဒီလို့ချမောင်ရလာလို့ဆိုပြီးကျွန်တော်သွားပြီးမေးလိုက်တာအဲ့တော့သူ့ဘက်ကအဲ့အတန်ကြားတာနဲ့ကျွန်တော်ပြောတဲ့စကားတခွန်းကဘာလဲသိလားဒါဗမာပြည်မဟုတ်ဘူးတဲ့ကျွန်တော်အဲ့လိုပဲတုတ်ပြန်လိုက်တယ်အဲ့ရှမ်းအတော်ကြီးကအဲ့လိုမျိုးကျွန်တော်တို့အဲ့တော့ကျွန်တော်ဟိုမရှိရင်16 second လောက်ပဲရှိအောင်အသက်ကနော်အဲ့လိုမျိုးကျွန်တော်တို့တိုင်းရင်းသားတွေကဗမာဆိုရင်အဲ့လိုမျိုးကြည့်မြရတဲ့ထဲမှာပါတယ်မုံတဲ့ထဲမှာပါတယ်ကြောက်တဲ့ရုံးတဲ့ထဲမှာပါတယ်တကယ်ကြတော့မဟုတ်ပါဘူးကျွန်တော်ဗမာတွေကတော့တကယ်ကိုမျက်နှာငငယ်နဲ့ကျွန်တော်တို့တိုင်းရင်းသားတွေကိုနော်မြန်မာနိုင်ငံသားတွေအကုန်လုံးချစ်နေကြတာပါနော်ချစ်နေကြတာပါကျွန်တော်တို့ကျွန်တော်တို့ဗမာဆိုခေါင်းစဉ်တက်ခံရပြီးတော့ကျွန်တော်တို့တလဲအသုံးချခံရတဲ့အနေအထားမျိုးဖြစ်နေအဲ့တော့တကယ်တော့ဒီစစ်တပ်ကဒီဗမာခေါင်းစဉ်တက်ပြီးဗမာလူမျိုးကြီးဝါဒသုံးနေဆိုတာကလည်းနေဝင်းတို့ကျွန်တော်တို့ဒီခေါင်းဆောင်တွေကလည်းဗမာစစ်တင်မို့အဲ့တော့အကုန်လုံးကနေဝင်းဆိုရင်တရုတ်ဆက်ဗျာနော်တန်းရွှေဆိုရင်တို့ကျွန်တော်စောမောင်ခင်းညွန့်လို့ဆိုလဲတရုတ်ဆက်ရှမ်းဆက်ကချင်ဆက်တွေနော်ဒေါ်ဆန်းစုကြည်ဆိုလဲကရင်ဆက်တွေနော်ကျွန်တော်တို့ကဗမာစစ်တွေအဲ့တော့ဒါပေမဲ့စစ်တပ်ကလွတ်ရင်ကျွန်တော်ဗမာလူမျိုးကြီးဝါဒနဲ့လှုပ်သွားပြီးတော့တနိုင်ငံလုံးကလက်ညှိုးထိုးရင်ကျွန်တော်ဗမာပဲလက်ညှိုးထိုးရကျွန်တော်တို့ကတိုင်းသားချစ်ပြီးဖို့ပြီးပြောရင်ဆိုရင်တော့တိုင်းသားတွေကိုယ်ကိုကြောက်နေရမျိုးတွေတကယ်လက်တွေ့အခုဒီကြုံရတာတွေကျွန်တော်ရှိပါနော်စိတ်တော့မကောင်းဘူးပေါ့လေအဲ့ဒါမျိုးကျွန်တော်ရှိရဆိုတော့ကျွန်တော်reaction လုပ်ပြဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ